မင်္ဂလာပါဗျကျွန်တော်လည်းအင်းကြီးပါဗျရန်ကုန်ကပါပဲဟုတ်ထပ်တက်ချင်သေးတယ်ပေါ့နော်ထပ်ပြီးတော့လည်း join ချင်နေသေးတယ်ဒီထက်ပိုပြီးရှိလာမလားပေါ့နော်အများကြီးမျှော်လင့်နေတယ်ပေါ့ပြီးတော့ပို့သွားချင်သေးတယ်ဆက်ပြီးတော့ teacher တို့နဲ့ပေါ့နော်ဟုတ်အရန်ကောင်းတယ်ကျွန်တော်သိထားတဲ့အသည့်တွေတကယ်လိုက်မလုပ်ဖြစ်သေးတာတွေလည်းတွေ့လာရတယ်နောက်ပြီးတော့ကျွန်တော်မသိသေးတဲ့အသည့်တွေလည်းရလာတယ်အဓိကတော့ကျွန်တော်သိပြီးတော့တကယ်ဟိုအကောင့်ထဲမှာပေါ်နိုင်ခဲ့သေးတဲ့အရာတွေကိုလည်းထင်းထင်းရှားမြင်ရတယ်ဗျာအဲ့ဒါကတော့ကျွန်တော်သင်တန်းပေါ်မှာလက်ရှိဖြစ်နေတဲ့အပြင်မှာဟုတ်လာ join ကြည့်ပါဗောနော်လာ join ကြည့်ပါဟိုတိပြီးသားတွေကတကယ်ကျွန်တော်လိုဗောနော်အတုံးမချလိုက်လဲဘာမှမထူးနေဘူးဗောနော်ပြန်ပြီးတော့ဒါတွေလိုအပ်တယ်ဆိုတာသိသွားမယ်နောက်တစ်ခုကကျတော့မသိသေးတဲ့လူတွေအတွက်လည်းလိုအပ်တယ်SMB ပဲဖြစ်ဗောနော်ဒီ organization အကြီးမှာပဲလှုပ်ဒါတွေကလိုအပ်တယ်ဗောနော် system ကဘယ်လောက်အရေးကြီးတယ်ဘယ်လိုမျိုးတွေသွားရမလဲဆိုတာဒီအသေးစိတ်အစမြင်လာလိမ့်မယ်ဗျာဟုတ်ကဲ့